ကျွန်တော် desktop ပေါ်က icon တစ်ခုကို uninstall လုပ်ပြမှာဖြစ်ပါတယ်ကျွန်တော်ဒီ snap cam လေးကိုကျွန်တော် uninstall လုပ်ပြမယ်ဆိုတော့ဒီမှာကျွန်တော် snap cam လို့ရိုက်ပြီးရှာလိုက်ပြီးလို့ရှိရင် s and a p snap ဟုတ်ပြီဒါဆိုရင်အခုလိုလေးပေါ်လာပြီပေါ့နော်အခုလိုပေါ်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီအောင် right click ထောက်ပြီးတော့ uninstall လုပ်လို့ရမှာမဟုတ်လေဒီမှာ uninstall လုပ်လို့ရပါတယ်ကျွန်တော်ဒီမှာ uninstall နှိပ်လိုက်မယ်ဆိုတော့ဒီမှာ application တွေစီရောက်ပြီပေါ့နော်ဒီမှာကို uninstall လုပ်ရှင်တဲ့ icon ကိုလိုက်ရှာပေါ့နော် application ကိုလိုက်ရှာပေါ့ကျွန်တော်ဒါကို uninstall လုပ်လိုက်မယ်ဒီမှာ uninstall လုပ်လိုက်မယ် okay ကျွန်တော်ဖြတ်ပြမယ်လို့ရည်ရွယ်ထားတာတော့ကျွန်တော် select ကမယ်ဒါပေမဲ့နောက်တစ်ခေါက်ကျွန်တော် uninstall တဲ့ပြောင်းဝင်လိုက်တဲ့အခါမှာကျွန်တော် OBS system ကိုကျွန်တော်မှားပြီးတော့ဖြတ်မိသွားတယ်ဆိုတော့ uninstall လုပ်တာချင်းပဲအတူတူဆိုတော့ဒီဟာလေးကို uninstall လုပ်တာပဲကြည့်လိုက်ပေါ့နော်အမကိုက clear data တွေအမှန်ချင်းရှင်းပြီးရင် uninstall ဆိုတာကိုနှိပ်ပြီးလိုက်ဒါဆိုရင်တော့ကိုယ့်ရဲ့ system ထဲမှာရှိတဲ့ data တွေပါတခါတည်းပြတ်သွားမယ်ဒါတော့ကျွန်တော်ရဲ့ streaming software ကြီးပါကျွန်တော်မှားပြီးတော့ဖြတ်လိုက်တာပါclose ဒါဆိုရင်တော့ပြီးရင် close နေလိုက်ရင်ရပြီဒါဆိုရင် software ကပြတ်သွားပြီပဲဖြစ်ပါတယ်မှားဖြစ်လိုက်တယ်ဆိုတော့တီးသွားတဲ့အတန်လေးပေါ့ဗျာscreen recording ကိုအာရုံစိုက်နေရတယ်ကျွန်တော်ဖြတ်နေတဲ့ software OBS ဆိုတော့ကျွန်တော်မကြည့်မိလိုက်ဘူးတကယ်ဖြတ်ချင်တာ snap camera ပါကျွန်တော်မှားဖြတ်မိသွားတာပါနောက်ထပ်ကျွန်တော် OBS ကို install လုပ်ရတဲ့သင်ခန်းစာလေးကျွန်တော်ပြန်ပြီးတော့ပြောပြပေးတာလေးလာပါမယ်အဲ့ဒါလေးကိုလည်းစောင့်ကြည့်ပေးပါ